ဒါနကောင်းမှုပြုလုပ်တယ်ဆိုတာတော်တော်များများဘာသာတရားတွေကအားပေးလေးရှိကြတယ်ဒါနကောင်းမှုလို့ဆိုတဲ့အဓိပ္ပာယ်ကမိမိပိုင်ဆိုင်တဲ့ပစ္စည်းကိုမိမိစိတ်ကြည်နူးရာကြည်ညိုရာစိတ်ဝင်စားရာမှာအလှူဒါနပြုလုပ်ကြတာဖြစ်တယ်ဒီလှူဒါနပြုလုပ်ခြင်းဟာအပေါ်ယံအားဖြင့်ကြည့်မယ်ဆိုလို့ရှိရင်တော့တခုခုဒုတိယအားပေးကမ်းခြင်းလှူဒန်းခြင်းပဲဖြစ်တယ်ဘယ်သူပဲပေးတာကမ်းတာဟာပေးခြင်းနဲ့စေရနာစွမ်းအားရဲ့တွန်းအားကြောင့်ပစ္စည်းတစ်ခုကိုပေးဖြစ်သွားတယ်မိတ်ဆွေတင်ကအချင်းချင်းလက်ဆောင်ပေးတာအချင်းချင်းပေးကြကမ်းကြတာတွေအားလုံးဟာဒါနလိုပဲဆိုရတာသို့တော့ဒါနကောင်းမှုပြုတဲ့အခါမှာ intention လို့ခေါ်တဲ့ရည်ရွယ်ချက်ကအရေးကြီးတယ်ပေါ့။ဘာရည်ရွယ်ချက်နဲ့ပေးတာလဲလို့မွန်မြတ်တဲ့စိတ်ဓာတ်အနေထားနဲ့ပေးတာလားသို့မဟုတ်တစ်စုံတစ်ခုကိုပြန်ရခြင်းလို့ပေးတာလားသို့မဟုတ်တစ်စုံတစ်ခုအခက်ခဲကလွန်မြောက်ခြင်းလို့ပေးတာလားလို့လူတွေရဲ့စိတ်နေသဘောထားပေါ်မှာမူတည်ပြီးတော့မိမိရဲ့ပေးကမ်းမှုဟာမွန်မြတ်တယ်မမွန်မြတ်ဘူးဆိုတာကိုခွဲခြားကြရတယ်ပေါ့အဲ့တော့ဒါနကောင်းမှုလှုပ်တိုင်းမှာကုသိုလ်ရခြင်းလို့လှုပ်တယ်ဒီကုသိုလ်ရခြင်းလို့လှုပ်တယ်ဆိုတဲ့ဟာကောင်းမြတ်တဲ့ရည်ရွယ်ချက်တစ်ခုပဲသို့တော့ဒီတဲ့ကောင်းတဲ့ရည်ရွယ်ချက်ကဘာတော့ဆိုလှုပ်တဲ့အလုပ်တစ်ခုကိုလှုပ်တယ်လို့ဒီလိုစိတ်ထဲမှာမှတ်သားထားလို့ရှိရင်တော့ဒါမျိုးပါရမီဒါနလို့ခေါ်တာလှုပ်တဲ့နာလှုပ်တယ်အဲ့ဒါလို့မဟုတ်ပဲနဲ့ကုသိုလ်ကောင်းမှုတွေဒါနတွေလုပ်ရမယ်ဒါနတွေလုံးဝနောက်ဘဝမှာငါတို့ချမ်းသာမယ်လို့ဒါနကောင်းမှုတွေလုံးဝချမ်းသာတယ်ဆိုတာကိုကြားဘူးနာဝရှိနေလို့မရှိလို့မလှူလို့မရှိဆိုတဲ့မရှိတန်တရားကြီးကလွတ်ပြီးတော့တို့ရှိအောင်ပေါ်များအောင်လို့ဆိုတဲ့ဒါနရဲ့အကျိုးကိုမျှော်ကိုးပြီးတော့လှူတယ်အဲ့ဒီရည်ရွယ်ချက်နဲ့လှူလို့ရှိရင်တော့ဒီဒါနဟာသိပ်ပြီးတော့မွန်မြတ်တဲ့ဒါနမဖြစ်ဘူးလို့ဒီလိုဆိုတယ်။ဘာဖြစ်လို့တော့ဆို give and take ဖြစ်တာပေါ့။ကိုကပေးပြီးနောက်ထပ်ရယူချင်တာတစ်ခုပါလာတယ်။အဲ့ဒီရယူချင်တာကြတော့သူကမွန်မြတ်တဲ့စေတနာလို့ပြောလို့မရတော့ကိုယ့်အတွက်စဉ်းစားတာဖြစ်သွားတယ်။ကိုယ့်အတွက်စဉ်းစားတာမှန်သမျှဟာတော်တော်များများလောဘကိုအခြေခံပြီးတော့စဉ်းစားတာဖြစ်သည့်အတွက်ကြောင့်အဲ့ဒီလောဘဆိုတဲ့အတွေးကတော့မွန်မြတ်တဲ့တရားမဟုတ်ဘူးစိတ်ဓာတ်ကိုမဖြူစင်စေနိုင်ဘူးစိတ်ဓာတ်ဖြူစင်တာကတော့ခုနကလုပ်တဲ့အလုပ်ကိုလုပ်တယ်ရှေးသူတော်ကောင်းကြီးတွေလုပ်တယ်ဒီဒါနကောင်းမှုပြုလုပ်ခြင်းဖြင့်တစ်ဖက်သားရဲ့အကျိုးစီးပွားလိုအပ်တာကိုဖြည့်ပေးမယ်ဆိုတဲ့မွန်မြတ်တဲ့စိတ်ဓာတ်နဲ့လှူပြီးဆိုလို့ရှိရင်ဒီဒါနရဲ့အကျိုးတရားမွန်မြတ်တန့်စင်တယ်ပေါ့မေတ္တာစေရနာကိုအခြေခံပြီးတော့လှူတဲ့ဒါနတန့်စင်မွန်မြတ်တဲ့ဒါနလို့ဒီလိုလူတွေရဲ့စိတ်နဲ့သဘောထားကိုချိပြီးတော့ဒါနကောင်းမှုရဲ့အဆင့်ကိုခွဲခြားသတ်မှတ်တာပေါ့နော်လောကမှာပစ္စည်းဥစ္စာတွေလည်း quality ဆိုတာခွဲခြားသတ်မှတ်ထားတာရှိတယ်အဲ့တော့ကိုလုပ်တဲ့ဒါနကောင်းမှုဟာ quality ကောင်းဖြစ်ဖို့အတွက်ကိုယ့်ပေါ်မှာမူတည်တယ်လို့ဘယ်လိုပြောတာမြတ်စွာဘုရားရဲ့အဆုံးအမတော်ဟာတကယ်တော့အင်္ဂလိပ်လိုခေါ်ကြတဲ့ religion လို့ခေါ်တဲ့ဘာသာတရားမျိုးမဟုတ်ဘူးပေါ့ဆုံးမဩဝါဒသာဖြစ်တယ် religion ဆိုတဲ့ဘာသာတရားတကုရှင်ကြီးတူထံဆုတောင်းဆုယူပြုတာမျိုးကိုသာလေ religion လို့ခေါ်တာအရာရာမှာအနန္တတကုရှင်ကြီးရဲ့ဆုံးဖြတ်ချက်အရာသူ့ရဲ့မဆာမှုနဲ့တို့တွေဟာလူဖြစ်လာကြတာ
သူ့ရဲ့အမည်နာမတော့အသုံးပြုပြီးတန်တမယ်ဆိုရင်တို့ကောင်းကျိုးချမ်းသာတွေကို blessing ပေးလိုက်မယ်လို့တစ်ဖက်ကအပြင်ပန်းကိုအားကိုးတဲ့အနေနဲ့ပြုလို့ဆောင်ရွက်တာတွေကြတော့ဒါတွေကိုမြတ်စွာဘုရားကမမှန်ကန်တဲ့အမြင်တစ်ခုလို့ဘာဖြစ်လို့မမှန်ကန်တာတုံးလို့ဆိုဖြစ်နေတာကတခြားတွေးတာကတခြားဒါကြောင့်မို့လို့မမှန်ဘူးလို့ပြောတာတကယ်ကကိုလူဘဝရောက်လာတာတကုရှင်ကြီးနဲ့မပတ်သက်ဘူးပေါ့ကိုယ့်ရဲ့အတွင်းစိတ်နေသဘောထားတွေနဲ့ပဲပတ်သက်တယ်ထိုစိတ်နေသဘောထားတွေရဲ့အနေအထားအရကိုယ့်ဘဝဟာဖြူစင်လိုက်မဲညစ်လိုက်စိတ်ကောင်းနှလုံးကောင်းတွေထားတဲ့အခါမှာဖြူစင်တယ်ကောင်းမြတ်တဲ့အကျိုးတရားတွေကိုရပြန်တယ်မကောင်းတဲ့စိတ်တွေဖြစ်လို့မကောင်းတဲ့တရားတွေကလွှမ်းမိုးနေတဲ့အခါမှာနှိမ့်ကြတယ်ဒုက္ခရောက်တယ်ဆိုတာဟာအပြင်နဲ့မသက်ဆိုင်ပဲနဲ့အတွင်းနဲ့ပဲသက်ဆိုင်တယ်ဆိုတာတခြားတွေနဲ့ရှင်ကြည့်ပေါ့ပညာတတ်အောင်ကြိုးစားတာကိုယ့်ရဲ့စွမ်းအားပဲအသိပညာဆိုတာကိုယ်ကိုယ်တိုင်ကြိုးစားလေ့လာစီဘူးအားထုတ်ခြင်းဖြင့်ရတယ်လို့ဆိုတာသိချာနေတယ်ဘယ်သူမပြုမိမိမှုလို့ဆိုတဲ့အတိုင်းကိုလှုပ်တာကိုရတယ်ဆိုတာလေကိုယ်စိတ်ဓာတ်ထဲမှာဖြစ်ပေါ်လာတာဖြစ်လို့အမှန်တမ်းသိကြတယ်တဆိုးတစ်ခုကြောင့်စိတ်ညစ်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာအဲ့ဒီအကြောင်းအရာကိုမျက်နှာလွှဲပြီးတော့စိတ်ချမ်းသာစရာတွေးလိုက်တာနဲ့တပြိုင်နက်စိတ်ညစ်မှုကပျောက်သွားပြီးစိတ်ချမ်းသာမှုရောက်လာတခါစိတ်ညစ်စရာအကြောင်းတစ်ခုသွားစဉ်းစားပြန်လို့ရှိရင်အဲ့ဒီအကြောင်းတရားနဲ့ဆုံတဲ့အခါမှာစိတ်ညစ်မှုပြန်ပေါ်လာပြန်အဲ့တော့ဖန်တီးနေတာကဘာလို့လဲစိတ်ချမ်းသာမှုနဲ့စိတ်ညစ်မှုဖန်တီးနေတာဘာလို့လဲလို့ဆိုရင်ကိုယ့်ရဲ့အတွင်းကအစ္ဆဒပဲလို့ဒါကြောင့်မို့မြတ်စွာဘုရားရဲ့အဆုံးအမဩဝါဒတွေဟာmind center teaching လူတွေရဲ့စိတ်ဓာတ်ကိုဗဟုပြုပြီးတော့ဆုံးမဒါလည်းမှန်တာပဲတကယ်လက်တွေ့ကြတော့တကယ်ပဲလေကိုသိနိုင်တာလက်တွေ့ဆိုတာတရားကိုယ်တိုင်တန်ဒိဋ္ဌိကကိုယ်တိုင်မြင်နိုင်တယ်ကိုယ်တိုင်တွေ့နိုင်တယ်ဖြူစင်တဲ့စိတ်ဓာတ်ကောင်းမြတ်တဲ့နှလုံးသွင်းနေကြောင်းစိတ်ချမ်းသာတယ်စိတ်ပျော်ရွှင်တယ်မကောင်းတဲ့အတွေးတွေမကောင်းတဲ့လုပ်ရတွေကြောင့်စိတ်ညစ်ညူးရတယ်ဆိုတာဒါကိုယ်မှာအထင်ရှားပဲဖြစ်တယ်ပေါ့စွမ်းအားဆိုဒီမှာမိမိရဲ့ရင်နဲ့နှလုံးထဲမှာသာရှိတယ်အလုံးဟာကဘာဥကာလတုန်းကလူတွေကအပြင်ကစွမ်းအားကြီးတွေကိုကြောက်လန့်ကြတယ်အမှန်မသိသည့်အတွက်ကြောင့်ကြောက်လန့်ကြတယ်ကြောက်လန့်တဲ့အခါမှာအာကိုမိယာအာကိုယုံကြည်ခြင်းကနေပြီးတော့ကြောက်လန့်တာကိုအကြောက်ပြေဖို့အတွက်ဘာသာတရားတွေဆိုပေါ်လာတာအဲ့ဒီပေါ်လာတာကအမှန်မသိလို့ပေါ်လာတာလို့နောက်ပိုင်းကျတော့လူတွေဟာကိုယ်အစွမ်းအစကိုယုံကြည်လာတဲ့အခါကျတော့ကြည့်လေဒီကနေ့ခေတ်မှာလူတွေရဲ့တီထွင်ကြံစအစွမ်းအစတွေဟာသဘာဝတရားတွေကိုတောင်ထိန်းချုပ်နိုင်တဲ့အနေအထားမျိုးရောက်လာတာလေဒါလက်တွေ့တာရကအနေနဲ့စဉ်းစားကြည့်ဖို့ပါလူတွေရဲ့စွမ်းအားဟာအသိဉာဏ်ကိုအသုံးချလာပြီဆိုတဲ့အခါမှာမဖြစ်နိုင်တာတွေဟာဖြစ်လာတယ်ဒါကြောင့်မို့ဒီစွမ်းအားလို့ဆိုတဲ့နေရာမှာကိုယ်တဏ္ဍာမှာရှိတဲ့စွမ်းအားတွေကိုမြင့်ပေးဖို့ဘာတွေလဲလို့ဆိုရင်သန္တာဝီရိယစိတ်တဝိမာန်တလို့ဒီတရား၄မျိုးဟာအပြင်ကလာတဲ့တရားမဟုတ်ဘူးကိုယ်တဏ္ဍာမှာရှိတဲ့တရားတွေသန္တာဆိုတာကောင်းတာဖြစ်ခြင်းတဲ့သန္တာကောင်းတာလုပ်ခြင်းတဲ့မွန်မြတ်တဲ့သန္တာမိမိတဏ္ဍာမှာအခိုင်အမာရှိဖို့လိုတယ်ဖြစ်ခြင်းတာဟာဖြစ်ဖို့အတွက်အခြေခံအကြောင်းတရားတစ်ခုပဲပေါ့ငယ်ငယ်လေးတွေကကလေးတွေတွေ့မေးကြည့်တယ်ဘာဖြစ်ခြင်းလဲကြီးတော့ဘာလုပ်မှလဲဆိုတာသူ့ရဲ့ဆန္ဒကိုထုတ်ဖော်ကြတာပဲလေအဲ့ဒီထုတ်ဖော်ထားတဲ့အတိုင်းနောက်ကဘာလိုက်ရတော့ဆိုဝီရိယလို့ဆိုရယ်ကြိုးပမ်းအထောက်မှုဆိုလိုက်ရ
ဖြစ်ခြင်းဖြစ်အောင်လုပ်တယ်ကြိုးစားတယ်အဲ့တော့ဆန္ဒကလည်းပြင်းထန်တယ်ကြိုးပမ်းအထောက်မှုဆိုတဲ့ဝိရိယကလည်းပြင်းထန်လုံလုံလောက်လောက်ဖြစ်လာတယ်ဘာလို့အပ်လဲဆိုတော့တခါတရံကျတော့အကြောင်းအကျိုးဆိုတာပတ်ဝန်းကျင်နဲ့ဆက်ဆက်နေတော့ညီညွတ်တဲ့အခါရှိတယ်မညီညွတ်တဲ့အခါရှိတယ်အခွင့်သာတဲ့အခါရှိတယ်အခွင့်မသာတဲ့အခါရှိတယ်ရာသီဥတုတောင်မှပဲမိုးလေဝသကင်းတဲ့အခါရှိတယ်မိုးလေဝသတွေမကြည်မလင်ဖြစ်နေတဲ့အခါတွေရှိတယ်ဒါတွေကပတ်ဝန်းကျင်နဲ့ဆက်ဆက်နေတဲ့အခွင့်သာမှုမသာမှုပေါ့မိမိရဲ့ဘဝမှာလည်းပဲဒီလိုအခွင့်သာမှုမသာမှုဆိုတာတွေရှိတယ်ကျိုးပန်းအထုတ်တဲ့အခါမှာပတ်ဝန်းကျင်ကကိုယ့်အတွက်အထောက်အကူဖြစ်ချင်တဲ့အခါဖြစ်တယ်မဖြစ်တဲ့အခါမဖြစ်ဘူးမဖြစ်ရင်ဘာဖြစ်တော့ဆိုလူတွေရဲ့စိတ်ဓာတ်ဆုတ်နစ်သွားတတ်တယ်ပေါ့အဲ့ဒါကြောင့်မို့လို့ခိုင်မာတဲ့စိတ်ဓာတ်လည်းထားရမယ်လို့ဒီလိုပြောတာလို့တော့ကြိုးစားတဲ့အတိုင်းအခက်ခဲတွေပေါ်မှာခိုင်မာတဲ့စိတ်ဓာတ်နဲ့ယက်တည်ဖို့ဒါရင်လုံလောက်ပလားလို့ဆိုတော့ဆန္ဒရှိတယ်ကြိုးစားတယ်စိတ်ဓာတ်ခိုင်မာတယ်သို့တော့ဝိမန္တာလို့ခေါ်တဲ့ဟာအရေးကြီးဆုံးပဲဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးလှုပ်တဲ့တယ်မလှုပ်တဲ့ဘူးအခြေအနေပေးတယ်မပေးဘူးဆိုတာကိုခါကနာနာဆင်ញင်သုံးသပ်နိုင်တဲ့ဝိမန္တာစူးစမ်းနိုင်တဲ့ပညာရလွှမ်းမိုးထားတာပေါ့အဲ့တော့လူသားတွေဟာဆန္ဒရဲ့ဝိရိယရဲ့စိတ်ဓာတ်ရဲ့ဝိမန္တရဲ့ဒီတရား၄ပါးဟာတစ်စုံတစ်ခုကိုဥတည်ပြီးတော့မြင့်မားလာအောင်ကြိုးစားအထောက်ထားမယ်ဆိုလို့ရှိရင်ဒီတရား၄ပါးဟာအောင်မြင်ခြင်းရဲ့အကြောင်းတရားလို့အဋ္ဌိပါဒလို့မြတ်စွာဘုရားခေါ်တာအဋ္ဌိဆိုတာပြည့်စည်အောင်မြင်ခြင်းရဲ့ပါဒအကြောင်းတရားဘယ်ကိစ္စမှဆိုအောင်မြင်နိုင်တယ်ပြည့်စည်နိုင်တယ်ပေါ့ဒီစွမ်းအားတွေကိုအသုံးပြုရင်ကနေပြီးတော့အောင်မြင်သွားနိုင်တယ်ဒါကြောင့်မို့အဋ္ဌိပါဒအဲ့ဒီအောင်မြင်မှုရဲ့အကြောင်းတရားဖြစ်တဲ့မိမိရင်ထဲနှလုံးထဲမှာရှိတဲ့တရားတွေကိုတိုးပွားလာအောင်လေ့ကျင့်ပေးတာဘာဝနာလို့ပြောတာအဲ့လိုတိုးပွားလာအောင်လေ့ကျင့်ပေးတဲ့အခါမှာလွှမ်းမိုးကြီးစိုးမှုတွေဆန္ဒကလွှမ်းမိုးတဲ့အခါလွှမ်းမိုးတယ်ဝိရိယကလွှမ်းမိုးတဲ့အခါလွှမ်းမိုးတယ်စိတ်ဓာတ်ကလွှမ်းမိုးတဲ့အခါလွှမ်းမိုးတယ်အသိပညာကလွှမ်းမိုးတဲ့အခါလွှမ်းမိုးတယ်ဒီတရား၄မျိုးကလွှမ်းမိုးနေပြီဆိုလို့ရှိရင်တစ်စုံတစ်ခုအောင်မြင်ဖို့အတွက်ဟာတေချာပေါင်းဖြစ်လာတယ်ပေါ့ဒါကြောင့်မို့လို့မြတ်စွာဘုရားရဲ့အဆုံးအမတော်ဟာကိုယ်စိတ်ပေါ်မှာမူတည်တယ်လို့ဒီလိုပြောတာနော်စိတ်ဓာတ်ကိုပြုပြင်ဆင်ပေးခြင်းဖြင့်မြည်သည့်ကိစ္စမဆိုဖြစ်မြောက်နိုင်တယ်အခုဝါဆိုသင်္ကန်းကပ်ဖို့လို့တိုင်ပင်ညှိနှိုင်းပြီးတော့စိတ်ကူးရတဲ့အချိန်ကနေစပြီးတော့စေရနာလို့ဆိုရတွန်းအားတွေပေါ်လာတယ်ဆန္ဒကိုအခြေခံပြီးတော့စေရနာဆိုတာတွန်းအား stimulation motivation ဆိုတဲ့ဒီစေရနာတွန်းအားတွေကြောင့်လှုပ်ဖြစ်သွားတယ်အောင်မြင်သွားတယ်သူတွန်းအားမပါရင်မဖြစ်ဘူးအဲ့ဒီစေရနာဆိုတဲ့တွန်းအားကိုပဲမြတ်စွာဘုရားကကံလို့ပြောတာအလုတ်ဖြစ်သွားတာသူ့ကြောင့်အလုတ်ဖြစ်သွားတာပေါ့အဲ့တော့သူလုတ်ဖြစ်သွားတော့တာမန်အပြင်ကြည့်မယ်ဆိုရင်ဒါဘာသာတရားရတို့ဝါဆိုဥကာလမှာတန်ဃာတွေပြင့်ပြီးဝါဆိုသင်္ကန်းကတ်တယ်ဒီလိုပဲပြောလို့ရတယ်ပေါ့နော်သို့တော့ဒီတဲ့လေးနဲ့တဲ့အဓိပ္ပာယ်ကဘာလဲလို့ဆိုရင်ဝါဆိုသင်္ကန်းကတ်လူချင်းလို့ဆိုရဲစေရနာစွမ်းအားဟာဘယ်သူနဲ့တွဲလာတာတုံးလို့ဆိုတဲ့အခါအလောဘလို့ဆိုရဲလောဘကိုဖယ်ရှားနိုင်တဲ့စွမ်းအားတစ်ခုနဲ့တွဲလာတယ်ရိုးရိုးလာတာမဟုတ်ဘူးအလောဘလို့ဆိုရဲစွန့်လွတ်နိုင်မှုတွေ့တာမှုကိုဖယ်ရှားပြစ်နိုင်တဲ့အလောဘတနည်းအားဖြင့်တစ်သက်လုံးကိုယ့်အတွက်စဉ်းစားပြီးတော့ကိုယ်သာသုံးမယ်ဆိုတဲ့စိတ်ဓာတ်အဲ့ဒီစိတ်ဓာတ်စိတ်ရဲ့အညစ်အကြေးကိုတွန်းလှန်ဖယ်ရှားလိုက်ပြီးတော့
အများအတွက်လုံးမယ်ဆိုတဲ့စိတ်ဓာတ်တစ်ခုပေါ်လာတာစွန့်မယ်လှူမယ်ဆိုတဲ့စိတ်ဓာတ်ပေါ်လာတာဟာလောဘကိုပယ်တတ်လိုက်တာပဲတနည်းအားဖြင့်ပြောမယ်ဆိုရင်လောဘဆိုတာ mental impurity ပေါ့စိတ်ရဲ့အညစ်အကြေးတစ်ခုပဲပေါ့စဉ်းစားကြလိုက်ပဲလူရှိရင်လောဘရှိတာပဲဘယ်လိုလုပ်ပြီးတော့စိတ်ရဲ့အညစ်အကြေးဖြစ်မှာတော့နော်အညစ်အကြေးလို့ဆိုတဲ့အရာတစ်ခုဟာပြင်ပကအရာပဲဖြစ်ဖြစ်အတွင်းထဲကညစ်ကြေးတာပဲဖြစ်ဖြစ်အညစ်အကြေးဆိုတာအယုဆိုးအထိတန်မှုတွေကိုဖြစ်ပေါ်စေတယ်ပြင်ပကအညစ်အကြေးတွေဆိုရင်ယောဂဗျာတွေဖြစ်စေနိုင်တယ်ပေါ့ impurity တွေရေမတန်မှုလေမတန်မှုလူခန္ဓာကိုယ်ကျမ်းမာရေးထိခိုက်တယ်လို့ဒီလိုပြောကြတာပေါ့အဲ့ဒီလိုကိုယ်ဝတ်နေတဲ့အဝတ်စားညစ်ပေနေတယ်တန်ရှင်းအောင်လုပ်ရတယ်နေထိုင်တန်ရှင်းအောင်လုပ်ရတယ်ပြင်ပကတန်ရှင်းမတန်ရှင်းတော့တတိထားမိကြတယ်အဲ့ဒီပြင်ပကရုပ်ဝတ္ထုတွေတန်ရှင်းမှုမတန်ရှင်းမှုဆိုတာလိုပဲစိတ်ရဲ့မတန်ရှင်းမှုညှဉ်းနှွမ်းမှုကလည်းပဲအခုလိုယောဂဗျာဆိုတာမျိုးတွေဆိုးကျိုးတွေကိုဖြစ်စေတာဒါသဘာဝပဲသူက impurity မှန်သမျှအကောင်းမဖြစ်ဘူးပေါ့နော်စိတ်ဟာကြည်လင်းနေတဲ့အခါမှာအမှန်သိတယ်အမှန်မြင်တယ်မှန်တာကိုလုံနိုင်တယ်အဲ့တော့လောဘဆိုတဲ့သဘာဝတရားဟာသူဖြစ်လာလို့ရှိရင်သူကစိတ်ကိုညှဉ်းနှွမ်းသွားစေတတ်တယ်သူ့ကိုအကြောင်းပြုပြီးတော့ပူလောင်မှုတွေလာတယ်သူကလိုချင်တယ်ရချင်လာတယ်ဖြစ်ချင်လာတယ်တွေ့တာနေတယ်အဲ့ဒါတွေကစိတ်ကိုပူလောင်စေတယ်ရင်ထဲနှလုံးထဲမှာပူလောင်စေတယ်ဒါရင်ကလာလို့ဆိုသူ့ရဲ့နောက်ဆက်တွဲအနေနဲ့လာတာပါလို့ဒီလောဘကိုတွေ့တာမှုကိုအကြောင်းပြုပြီးတော့တောကဆိုတာဝင်လာပြန်တယ်ပေါ့ဒါကသေးသေးချာချာစဉ်းစားကြည့်လို့ရှင်သဘာဝတရားတွေမှာအဲ့တိုင်းအဲ့တော့လောဘဆိုတဲ့တရားကတောကကိုထုတ်လုပ်တာဖြစ်သည့်အတွက်ကြောင့်သူ့ကိုကောင်းတရားလို့မပြောဘူးနော်အဲလောကလူသားတွေကတော့စဉ်းစားမယ်လောဘရှိလို့ပစ္စည်းဥစ္စာတွေရတယ်လို့လောဘရှိလို့ကြိုးစားတယ်ကြိုးစားလို့ချမ်းသာတယ်လို့အပေါ်ယံအဖြစ်တော့ပြောမယ်ဆိုရင်တကယ်ကတော့လောဘရှိလို့ရတာတော့မဟုတ်ဘူးလောဘရှိတော့အလုံးလုံးတဲ့အလုံးလုံးလို့ရတယ်လို့ပဲပြောလောက်တာအဓိကပဲပေါ့မှန်ကန်တဲ့အတွေးနဲ့မှန်ကန်တဲ့အသိဉာဏ်တွေရဲ့အကျိုးသာလင်ဖြစ်တယ်လောဘရဲ့အကျိုးမဟုတ်သူကလိုချင်တာလိုချင်မှုကိုကြောင်းခံပြီးတဲ့အခါမှာကြိုးစားတဲ့အခါမှာအသိဉာဏ်ပါလာတယ်အဲ့ဒီအသိဉာဏ်ကဆောင်ရွက်ပြီးတော့ပြီးတဲ့သဘောသာဖြစ်တယ်ပေါ့တခွက်ချားနေတယ်ပေါ့နော်သို့တော့လောဘကရလာတဲ့ပစ္စည်းပေါ်မှာသူကတွဲပြန်တယ်မရခင်ကလိုချင်တယ်ရတဲ့အခါမှာတွေ့တာပြန်တယ်ဆုံးရှုံးသွားရင်တောကကိုမွေးထုတ်ပြန်တယ်ဆိုတော့ဒီလောဘဆိုတဲ့တရားဟာကိုယ်တဏ္ဍာမှာဖြစ်လာရင်အကောင်းဆိုတာမလာဘူးတဲ့သူကအကောင်းမလာသည့်အတွက်ကြောင့်သူ့ကို mental impurity စိတ်ရဲ့အညစ်အကြေးဒါတွေကို purify လုပ်တဲ့နည်းစနစ်ကိုမြတ်စွာဘုရားကအဆုံးအမပေးတာပဲသူ့ကိုလျှော့ချပေးခြင်းအပြင်ခုလိုဒါနကောင်းမှုလုပ်တာသူ့ကို reduce လုပ်လိုက်တာပဲနော်လျှော့ချလိုက်တာလျှော့ချလိုက်ခြင်းအပြင်ဘာဖြစ်လာတော့ဆိုအလောဘလို့ဆိုတဲ့ကောင်းမြတ်တဲ့စိတ်နေသဘောထားတစ်ခုပေါ်လာတယ်အဲ့ဒီပေါ်လာတဲ့စိတ်နေသဘောထားသာဝရဝမ်းသာရတာကိုဖြစ်စေတယ်သူကမိမိကတစုံတစ်ယောက်ကိုလှူဒန်းပေးကမ်းလိုက်ရတယ်ပေးလိုက်ရတယ်ဆိုတဲ့နေရာမှာစေရနာတဏ္ဍနဲ့ပေးလိုက်ရတဲ့အတွက်ဘယ်ခါပြန်တွေးစိတ်ထဲမှာကြည်နူးနေသူကဖြစ်ပေါ်စေတာကိုယ့်အတွက်ကအမှားမရှိဘူးအဲ့ဒါကြောင့်မို့လို့အလောဘဆိုတဲ့သဘာဝတရားဟာကုသလအပြစ်ကင်းပြီးတော့အနဝိဇ္ဇအပြစ်ကင်းပြီးတော့ဒုက္ခဝိပါကချမ်းသာတဲ့အကျိုးပေးတယ်လို့ဒီလိုဆိုတာကုသိုလ်ဆိုတာအဲ့ဒါကိုခေါ်တာပဲနောက်တစ်ခုကအခုလိုဒါနကောင်းမှုလုပ်လိုက်တဲ့ဖြင့်အမုန်းတရားဆိုတာလေကိုယ့်ရင်ထဲမှာမရှိဘူးခင်းနေတယ်ဒီအချိန်မှာအမုန်းတရားမရှိတော့မုန်းတိခြင်းလို့ဆိုတဲ့ဒေါသ mental impurity ကို purify လုပ်ပေးလိုက်တာတန့်စင်သွားပြန်တယ်မေတ္တာဆိုတဲ့
အများကောင်းကျိုးကိုလိုလားတယ်တန်ဃာတွေကောင်းကျိုးကိုလိုလားတယ်မိမိကိုးကွယ်တဲ့ဘာသာတရားရဲ့အကျိုးတရားကိုလိုလားတယ်ဆိုတဲ့စိတ်ဓာတ်နဲ့လှုပ်တဲ့လှုပ်ထိုက်တဲ့ကုသိုလ်ကောင်းမှုကိုတို့တွေလှုပ်တယ်လို့ဆိုရင်ထဲမှာအမုန်းတရားရှင်းပြီးတော့မေတ္တာတရားကိန်းဝလာတာပဲဒါလည်းမစင်ကြယ်တဲ့စိတ်ဓာတ်ကိုစင်ကြယ်အောင်လုပ်တဲ့သဘောပဲဟောနောက်တစ်ခုကလှုပ်တဲ့နလားမလှုပ်တဲ့မူလားလို့ခွဲခြားမသိလို့မလှုပ်တဲ့နာတွေလှုပ်မိတယ်လှုပ်တဲ့နာတွေကိုမလှုပ်ဖဲနေပြီလှုပ်တဲ့အတိုင်းနဲ့မလှုပ်မိဘူးဆိုတာတွေ့ဝေတယ်လို့ခေါ်တာမောဟလို့ခေါ်တာပဲအဲ့ဒီလှုပ်တဲ့မလှုပ်တဲ့ခွဲခြားနေမခွဲခြားနိုင်တာကိုအမောဟလို့ဆိုတဲ့အတိညာဝင်လာတဲ့အခါဒါလှုပ်တဲ့တယ်လို့သူအရှင်းရှင်းကြီးဆုံးဖြတ်လိုက်တယ်ဆုံးဖြတ်ပြီးတော့လှုပ်လိုက်တယ်ဟောကုသိုလ်ကောင်းမှုတစ်ခုလှုပ်ဖြစ်သွားတယ်အတိညာဥဆောင်လိုက်တယ်မောဟဆိုတာ mental impurity အမှန်မသိအောင်တွေ့ဝေးနေအောင်စိတ်ကိုမှိုင်းတိုက်ထားတယ်အဲ့ဒါကိုဘယ်သူကရှင်းပေးနိုင်တော့ဆိုအမောဟလို့ဆိုတဲ့အသိပညာဟာရှင်းပေးလိုက်တယ်ဆိုလိုတာကကိုယ့်ရဲ့ယင်ထဲနှလုံးထဲမှာပဲနော်မကောင်းတဲ့စွမ်းအားစုကလည်းယင်ထဲမှာပဲဖြစ်တယ်ကောင်းတဲ့စွမ်းအားစုတွေကလည်းယင်ထဲမှာပဲဖြစ်တယ်ဒီအဆုံးအမကိုဘယ်သူကဆုံးမတာတော့ဆိုဗုဒ္ဓကဆုံးမတာပဲအဲ့တော့လောကလူတွေဟာအများအားဖြင့်အပြင်မှာပဲအဖြေရှာနေကြတယ်တကယ်ကတော့အစ္ဆဒမှာအာယုံဆိုင်ဖို့လိုအပ်တာမြတ်စွာဘုရားဒါကြောင့်မလို့ mind center teaching လို့ခေါ်တာတခြားဘာသာတွေကြည့် God center religion တွေကြည့်ပဲကောကိုဗဟိုပြုထားပြီးတော့သူ့ရဲ့အဆုံးအမသူ့ရဲ့အဆုံးဖြတ်ကိုခံဖို့ပဲစောင့်နေကြအဲ့တော့ဗုဒ္ဓရဲ့တရားတော်ကဒီလိုမဟုတ်ဘူးအတ္တဟိအတ္တနောနာထောမိမိတည်တာလည်းမိမိရဲ့ကိုယ်ွယ်ဟာလို့ဆိုတာကိုယ်စိတ်ဓာတ်ကိုဖြူစင်အောင်ကိုယ်စိတ်နေသဘောထားတွေကိုပြင်တယ်ကိုယ့်ရဲ့အကျင့်တရားတွေကိုပြင်တယ်စိတ်ကောင်းနှလုံးကောင်းထားတယ်ဒီကနေ့ခင်လည်းပြောတာပဲနော်လူတိုင်းဟာစိတ်ကောင်းနှလုံးကောင်းထားတာကိုအလုံးကကျင့်တတ်နေကြတာဟာဒီလူကတော့စိတ်ကောင်းရှိတယ်မတန်မှစိတ်ကောင်းနှလုံးကောင်းရှိတယ်သူများကိုကူညီတတ်တယ်ဆိုဟောကျင့်တတ်ကြတာကြည့်ပဲမကြိုက်တဲ့အခါလည်းမရှိဘူးတရားအဲ့တော့အမြဲတမ်းကောင်းမြတ်မွန်မြတ်တဲ့သဘာဝတရားတွေကိုယ်တဏ္ဍာမှာဖြစ်ပေါ်အောင်ပြုလုပ်တာမြတ်ဗုဒ္ဓရဲ့အဆုံးအမပဲပေါ့အရေးကြီးဆုံးကဗုဒ္ဓဘာသာဝင်သူတော်စင်တွေအနေနဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့တရားဓမ္မတိုင်းလိုက်နာကျင့်ကြံကြိုးကိုအထောက်နိဗ္ဗာန်ဆိုတာကဥတည်ချက်တစ်ခုအနေနဲ့ထားကြတာတဏှာဝကလွတ်ချင်တဲ့ပုဂ္ဂိုလ်တွေဟာနိဗ္ဗာန်ကလွဲပြီးတော့တခြားဒီတဏှာဝကလွတ်เสียမရှိဘူးအလုံးကိုဒီဖြစ်မှုတွေအလုံးကိုရပ်ဆိုင်ပြစ်မှအစိုးတန်တရားလွန်မြောက်နိုင်တယ်ဒါဒီတလန်းနဲ့ပဲသို့တော့နိဗ္ဗာန်ကဝေးနေသေးတယ်တဏှာထဲမှာချမ်းသာတစ်ခုကနေချမ်းသာတစ်ခုရရှိပြီးတော့တဏှာလဲရရင်လဲအကောင်းဆုံးနဲ့လဲခြင်းတယ်ဖြစ်လျက်ဘဝမှာချမ်းသာခြင်းတယ်အသက်ရှည်ခြင်းတယ်ကျန်းမာခြင်းတယ်အလုံးအဆင်ပြေခြင်းတယ်ဆိုရင်လေမြတ်စွာဘုရားဆုံးမထားတယ်ဘာလို့ရမလဲကုသိုလ်ပဲလုပ်လို့ပြောတာကုသိုလ်ကသာလဲအဆိုးတရားတွေကိုဖယ်ရှားပြစ်နိုင်လူဟာကျမ်းမာနေလို့ရှိရင်ယောဂဝေဒနာတွေဓာတ်ကိုခံနိုင်တယ်ယောဂမဖြစ်အောင်ကျမ်းမာတဲ့ခန္ဓာကိုယ်ဟာအတော်ရောယောဂဝေဒနာမဖြစ်လာဘူးပေါ့ဖြစ်လာရင်လည်းယောဂဓာတ်ကိုခံနိုင်တဲ့အနေအထားရှိတယ်ပေါ့ကျမ်းမာမှုတွေကျသွားပြီဆိုလို့ရှိရင်ယောဂဝေဒနာဓာတ်ကိုမခံနိုင်တယ်လို့ပဲလူရဲ့စိတ်ဆွမ်းအားပေါ်မှာဒါတွေကအမတ္တမမူတည်ပြီးတော့နေတယ်တဲ့ဒါကြောင့်မို့ကိုယ့်ရဲ့ဆန္ဒတစ်ခုပြီးဖို့ဆိုတာဘာတွေလိုအပ်တယ်လဲလို့မြတ်စွာဘုရားကဆုံးမတဲ့အခါမှာတရားဆိုတဲ့ယုံကြည်မှုလိုအပ်တယ်လိုအပ်သည့်အတွက်ကြောင့်တရားဆိုတာစိတ်ချနှူးပြီးလှုပ်တဲ့လှုပ်ထိုက်တာတွေကိုဆုံးဖြတ်ပြီးလှုပ်တဲ့နယ်ဆိုရင်လှုပ်တယ်ဒါနကောင်းမှုလှုပ်တယ်သီလဆောက်တည်တယ်ကမ္မထာဘာဝနာပွားများတယ်တမန်အပြင်ဒါဘာသာရေးကိစ္စတွေလို့ဒီလိုထင်ကောင်းထင်လိမ့်မယ်မဟုတ်ဘူးကိုယ့်ဘဝအတွက်ကောင်းတဲ့အကျင့်တစ်ခုကိုကျင့်ကြံကြိုးကိုအားထုတ်တာပဲလက်တွေ့ကျင့်သုံးကြတာပဲဖြစ်တယ်ပေါ့ဒါနလုပ်ခြင်းအပြင်ခုနကလောဘဆိုတာဖယ်ရှားလိုက်တယ်မစ္စရိယဆိုတာ selfish ကိုဖယ်တာပဲမှားတာသီလဆောက်တည်အကျင့်အပြင်အများပေါ်မှာမေတ္တာထားတာပဲသီလရဲ့သဘောတရားကိုသေချာစဉ်းစားကြည့်
ပါဏာတိပါဒကရှောင်တယ်လို့ဆိုတာတစ်ဖက်သားကိုထိခိုက်မှဖို့ရှောင်တာလေကိုတတ်တာမှမဟုတ်ဖ ೇನೆ နော်အဲ့တော့သီလရှောင်ခြင်းအပြင်တစ်ဖက်သားထိခိုက်နေတာမှုမဖြစ်ဘူးအာရိဏဒါနကလည်းသူများပစ္စည်းဆိုတော့တစ်ဖက်သားစိတ်ဆင်းရဲမှုမဖြစ်ဘူးကာမိတုမိစ္ဆာစရာလည်းပတ်ဝန်းကျင်နဲ့ပတ်သက်တာဖြစ်တော့သူများစိတ်ဆင်းရဲမှုမဖြစ်ဘူးမုဒ္ဒဝါဒလိမ့်နေဆိုတာလည်းသူများအကျိုးစီးပွားပြပြောင်းလိမ့်တာဖြစ်တော့သူများနဲ့ပတ်သက်နေတယ်ရှောင်လိုက်ခြင်းအပြင်သူများရဲ့အကျိုးစီးပွားတွေမထိခိုက်ဘူးသူရမေရိယမူရစေဝါတို့အယက်သေးစာတို့ရှောင်ခြင်းအပြင်ဘာဖြစ်လဲကိုယ်မှာမွန်မြတ်တဲ့အချိန်တွေမှာကောင်းမြတ်တဲ့အလုပ်တွေကိုလုပ်နိုင်တယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့စိတ်ကိုထုံထိုင်းမှိုင်းပြီးတော့အမြင်တွေမကြည်တဲ့ဒီအရေးတွေဝင်သွားလို့ရှိရင်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာဆိုတာခွဲခြားမသိတော့မသိသည့်အတွက်ကြောင့်ဘာဖြစ်တယ်ကိုယ်မှာရတဲ့ရတဲ့အသိဉာဏ်တွေဆုံးရှုံးသွားတယ်ဒါသူ့အတွက်နစ်နာမှုဆုံးရှုံးသွားတယ်မိသားစုအတွက်လည်းသူလူတယောက်မူရစေဝါဆွဲနေတယ်ဆိုရင်ဒီမိသားစုကလည်းသူ့အတွက်စိတ်ပူရပင်ပန်းကြကောင်းတဲ့အကျိုးမဖြစ်လာတဲ့အကြောင်းပြောတယ်ပထမကိုယ်ထိခိုက်ဒုတိယမိသားစုထိခိုက်တယ်တတိယတိုင်းပြည်ထိခိုက်တယ်ဒီလိုကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်အတွက်အကျိုးပြုရမယ့်အလုပ်တွေကိုဒီပုဂ္ဂိုလ်ကဘာမှမလုပ်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်ပေါ့ဒါကြောင့်မို့ဒါလည်းပဲအများကောင်းကျိုးအတွက်ဆိုရင်ကိုယ့်အတွက်သူများအတွက်ရှောင်ရမယ့်ကိစ္စလို့အာဘသီလကိုဒီလိုဟောတာသီလဆိုတာလေကောင်းကျိုးချမ်းသာရအောင်လုပ်နိုင်ဖို့အတွက်အရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်ပေါ့အဲ့တော့နှုတ်ကိုစိတ်ကံကြက်ထားတာ ਨੇ ကိုယ်နဲ့လှုပ်ဆောင်မှုကိုစိတ်ကံကြက်ထားတာဒါသီလအဲ့ဒီသီလတရားလေးအပြင်ကိုယ်ဘာလုပ်သင့်တယ်လဲလို့ဆိုရင်အသိဉာဏ်တွေဖွံ့ဖြိုးတိုးတက်အောင်စိတ်ဓာတ်တည်ငြိမ်မှုကိုလေ့ကျင့်တာအသိဉာဏ်တွေဖွံ့ဖြိုးလာအောင်လေ့ကျင့်ပေးတာတတိတံပစဉ္ညဆိုတဲ့တရားလို့မြတ်စွာဘုရားကတတိဆိုတာအလုံးနဲ့သို့မဟုတ်ကိုယ့်ရဲ့အာယုန်နဲ့စိတ်နဲ့တွယ်ကပ်ပေးထားတဲ့သဘောဒါကိုဗမာတွေပြောတယ်အမှတ်ရတယ်တတိရတယ်နော်တွယ်ကပ်ပေးတာသူကတွယ်ကပ်ပေးရုံပဲပေးနိုင်တယ်နောက်ကဘာလိုက်ရတော့ဆိုတံပစဉ္ညလိုက်ရတယ်တတိကအမှတ်ရတယ်မှတ်ရပြီးတံပစဉ္ညဆိုတာ comprehensive နားလည်တဲ့သဘောပေါက်တယ်နော်ဘာလို့ရမလဲဘယ်ဟာအကျိုးရှိတယ်ဘယ်ဟာအကျိုးမရှိဘူးဆိုတဲ့စဉ္ညာတုံတရားနဲ့အမှန်ကိုသိလာအဲ့ဒီတတိတံပစဉ္ညနဲ့အလုတ်ကိစ္စတွေလောက်ကင်ပြီးဆိုရင်မျက်မှောက်ဘဝမှာလည်းအကျိုးတွေအများကြီးရနိုင်တာပဲဒီလိုဆိုလိုတာပေါ့နော်တတ္ထာဆိုတဲ့ယုံကြည်ချက်သီလဆိုတဲ့ကိုယ်ကျင့်တရားတုဒ္ဒဆိုတဲ့အခုလိုဘာသာရေးဘုဟုတုဒ္ဒမြတ်စွာဘုရားရဲ့အဆုံးအမတွေနာခံမှတ်သားတာတုဒ္ဒပြီးတဲ့အခါမှာစွန့်လွတ်နိုင်တဲ့လေ့ကျင့်မှုကိုယ်အနိဋ္ဌခံမှုစွန့်လွတ်မှုဆိုတာ sacrifice စွန့်လွတ်ခြင်းပေါ့စာကအမှန်သိအောင်ပညာကိုတိုးတက်လာအောင်လေ့ကျင့်ပေးခြင်းပညာလို့ဆိုတယ်တတ္တသီလသုဒ္ဓစာကပညာလို့ပါဠိလိုခေါ်တယ်ဒီလူတွေရဲ့တဏ္ဍာမှာရှိတဲ့စိတ်စွမ်းအားတွေမြင့်ထားနိုင်ပြီဆိုလို့ရှိရင်ကိုလိုချင်တဲ့ဆန္ဒတွေအလုံးပြည့်ပါတယ်လို့မြတ်စွာဘုရားဟောတာဆူတောင်းပြည့်တယ်မပြည့်ဘူးဆိုတာဒါတွေရှိရင်ပြည့်တယ်ဒါတွေမရှိရင်မပြည့်ဘူးပြင်ဘက်ကအာယုံပြုတာနဲ့မဆိုင်ဘူးအခုတော့ဆူတောင်းပြည့်ဖရာဆိုရင်ဆူတောင်းလို့ရင်ပြည့်တယ်လို့ဒီလိုထင်ကြတယ်ကိုယ်မှာတတ္တဝီရိတတိတတ္တသီလသုဒ္ဓစာကပညာမပါလို့ရှိရင်ဆူတောင်းပြည့်ဖရာမှာဆူတောင်းလည်းပြည့်မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုစွမ်းအားတွေကကိုယ်တဏ္ဍာမှာရှိတယ်ဟိုဟာက object ပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့လွဲမှားတဲ့အတွေးတွေမတွေးပဲနဲ့ဗုဒ္ဓမြတ်စွာရဲ့အဆုံးအမအစ္ဆဒတဏ္ဍာမှာသာဗဟုပြုထားတာဖြစ်တော့ကြောင့်ကိုယ်အစ္ဆဒတဏ္ဍာမှာရှိတဲ့စွမ်းအားတွေကိုမြင့်တင်ကြရမှာခုလိုဟောတဲ့ရန်ကုန်တို့လိုစုပေါင်းပြီးတော့အလုပ်တစ်ခုလုပ်ကြတဲ့အခါမှာလေဒါအရေးကြီးတာကြိုးစားတာလုပ်ငန်းကြိုးစားတာနဲ့ရိုးသားတာပြောတော့ပြောကြတာပဲရိုးသားရမယ်ကြိုးစားရမယ်ဆိုတာကြိုးစားခြင်းဆိုတာစိတ်ဓာတ်ဖြူစင်မှုပေါ်မှာမူတည်တာပဲလေအဲ့ဒါလို့စိတ်ဓာတ်ဖြူစင်မှုပေါ်မှာမူတည်လာလို့ရှိရင်ကိုယ့်အတွက်လုပ်ငန်းတွေအဆင်ပြေပြီးတော့ဒီဘဝမှာကောင်းကျိုးချမ်းသာတွေရတယ်ကိုလိုအပ်တဲ့ငွေကြေးဒဏ္ဍာတွေနဲ့ပြည့်စုံလာတယ်
မိသားစုစာဝတ်နေရေးတွေနဲ့ပြည့်စုံတာဒါကကောင်းကျိုးချမ်းသာပဲလေအဲ့ဒီကောင်းကျိုးချမ်းသာတွေကိုကိုယ်ကနေပြီးတော့ထပ်ဆင့်ပြီးတော့ကုသိုလ်ကောင်းမှုတွေထပ်ပြီးတော့လှုပ်လိုက်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့လောဘဆိုတဲ့ဆိုတရားဖယ်ရှားနိုင်တယ်ဒေါသဆိုတဲ့ဆိုတရားတွေအပြော့သွားအောင်လုပ်တယ်မောဟဆိုတဲ့တွေ့ဝေမှုတွေအပြော့သွားအောင်ပြုလုပ်တယ်မစ္စရိယဆိုတဲ့ငါသာသုံးမယ်ငါအတွက်သာဆိုတဲ့ကျင်းမြောင်းတဲ့စိတ်ဓာတ်တွေကိုဖယ်ရှားနိုင်တယ်သူများကြီးပွားတာကိုမနာလိုတဲ့အိတ်သားဆိုတဲ့ဒီ jealousy တရားတွေမထားပဲနဲ့ဝမ်းမြောက်နိုင်တယ်မုဒိတာဟောဒီတရားတွေဖြစ်ပွားတယ်အားလုံးလောက်ဖို့ကြိုင်ဘက်တွေအချင်းချင်းတူပေါ်တူနားလဲတယ်သူလည်းကောင်းစားစေခြင်းနဲ့ကိုပြောသလိုသူလည်းပြောစေခြင်းနဲ့ကိုအစဉ်ပြေသလိုသူလည်းအစဉ်ပြေစေခြင်းနဲ့မေတ္တာအစဉ်မပြေလို့ဒုက္ခရောက်ရင်ဝိုင်းဝန်းကူညီကြမယ်မဆာကြမယ်တွဲခေါ်ကြမယ်နော်ကရုဏာအောင်မြင်ကြီးပွားသွားတယ် promotion တွေရသွားတယ်ယာရုတွေတက်သွားတယ်မုဒိတာတူပေါ်တူပြောမဆိုမှရှိတာလေးတွေကိုအမှတ်မထားဘဲနဲ့သိခံနိုင်တယ်ခွင့်လွှတ်နိုင်တယ်လစ်လျူရှုနိုင်တယ်ဥပေက္ခမေတ္တာကရုဏာမုဒိတာဥပေက္ခနဲ့နေမယ်ဆိုရင်ဒီ society ဟာလုပ်ငန်းတွေအောင်မြင်ပြီးတော့မိမိတို့ရဲ့အတိုင်းအတာတစ်ခုရဘဝမှာချမ်းချမ်းသာသာဖြစ်နိုင်ပါတယ်ဒီဘဝမှာချမ်းချမ်းသာသာဖြစ်တယ်လို့တောင်ဘဝတွေမှာလည်းပဲချမ်းချမ်းသာသာဖြစ်နိုင်တယ်ဆိုတာဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့အဆုံးအမဒီအဆုံးအမဘာသာတရားလို့ပဲခေါ်ဘုရားရဲ့အဆုံးအမလို့ပဲခေါ်တကယ်ကတော့နော်ကိုယ့်ကိုယ်ကောင်းအောင်ပြုမှုနေထိုင်ခြင်းဟာဘုရားရဲ့အဆုံးအမပဲဖြစ်ပါတယ်ဒါကြောင့်ကိုယ်စိတ်ကိုပြုပြင်ဆောင်ရွက်ခြင်းဖြင့်မှန်ကန်တဲ့ကုသိုလ်တရားတွေကိုယ်စိတ်ထဲမှာဖြစ်ပွားတယ်ဆိုတာကိုမှတ်သားနာယူချပြီးတဲ့အခါမှာကုသိုလ်တရားဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း